Beauty Land ကအမှုဖြစ်တဲ့ကလေးနှစ်ယောက်ရဲ့ profile ကိုဝင်ကြည့်မိတယ်။ကောင်လေးရဲ့ EH ဆိုတဲ့အကောင့်လည်းပါတယ်။မိဘတွေရောပေါ့။သူတို့တခြားကျောင်းကတင်တာတို့အလှခံတာတို့စတဲ့ edit တွေကရုပ်လေးတွေလည်းမြင်ရတယ်။သူများတွေတော့မသိဘူး။ကိုကတော့ဒီ case ဖတ်ပြီး adolescent vibe ကြီးရမိတယ်။မိဘတွေလည်းသတိထားတင်တာလေးတစ်ခုပေါ့။ကောင်လေးကြည့်ရတာလဲအခုမှဆယ်ကျော်သက်ဝင်ကားစားကောင်မလေးတွေနဲ့လည်းအရန် popular ဖြစ်ပုံမရ။ confident နဲ့တိတ်ရှိပုံမရ။စော်ဟောင်းနဲ့ပြက်အစ်စ်ရတယ်။ misogynist လို့ဘာလို့ဟိုဟာဒီယာခေါ်တယ်အကုန်လက်တဲ့စမ်းကျင်နေတယ်။သူတင်ထားတာတွေသူစိတ်ဝင်စားတာတွေကအစွန်းရောက်တွေရုပ်တရက်ကြည့်ရင်တော့ဘာမှမဟုတ်ဘူးထင်ရပါမယ်နည်းနည်းတော့ odd နေရလေနော်။မိဘကခလေးနဲ့ရင်းနှီးရင်စရင်နောက်ရင်မင်းမြန်းတာတို့သူတို့ရဲ့အပြုတ်မှုတွေစောင့်ကြည့်တာလှုပ်ရှားသွားလာတာလေးတွေကိုမတိမတာနဲ့သိအောင်လုပ်တာလေးတွေလုပ်တင်ပါတယ်။ဒီအရွယ်ကငယ်တုန်းကလိုမေးလို့လွယ်တော့တဲ့အရွယ်မဟုတ်တာမို့လက်လွတ်ချေလို့မထားဖို့ပါပဲ။စကားပြန်ပြောတာပြန်မပြောတာကိုတော့စိတ်ထဲမထားနဲ့ပေါ့။ digital ကဘာကြီးဟာကောင်းတာတွေတင်ယူလို့ရတယ်လို့အစိတ်အတောက်ဖြစ်စေမဲ့အပြုအမူတွေအကျင့်တွေပြန့်ပွားတဲ့နေရာကြီးတစ်ခုဖြစ်နေတာကိုလူကြီးဖြစ်တဲ့ကျမတို့တွေသိထားတဲ့နေဆယ်ကျော်သက်အရွယ်ကာလ19မှတ်ကူမှာခလေးလည်းမဟုတ်လူကြီးလိုလည်းမဆက်ဆံကြဆိုတော့သူတို့သိကျင်တာတွေအင်တာနက်ကသူတို့စိတ်ဝင်စားမှုကြောင့်ကြည့်ရှုထားတာတွေရဲ့တက်ရောက်မှုတွေစတာတွေနဲ့ confuse ဖြစ်နေကြတဲ့အရွယ်ဖြစ်တယ်လူကြီးလည်းမမေးချင်ဘူးအချင်းချင်းကြားရှောက်မေးရှောက်လို့ဒါမှမဟုတ်ခလုတ်လေးတစ်ချက်နှိပ်ပြီးရှာဖွေကြည့်ရှုရင်အင်တာနက်ဆိုတာလဲ logarithm နဲ့ဒါရှာရင်ဒါမျိုးနဲ့ဆိုင်တာပို့ပြတတ်တဲ့အမျိုးအဲ့လိုအလုပ်လုပ်တာဆိုတော့ဒီနိုနဲကိုကျွန်းတစ်ထက်ကျွန်းတယ်လည်းဖြစ်မှာပေါ့ Adolescence က fiction movie ဆိုရင်ဒါဟာ real world kids secondary ကိုပဲဒီမှာတော့တကယ်အသက်ဆုံးရှုံးသွားတယ်ဒီ case တွေကြည့်ပြီးလိုအပ်နေတဲ့ကွက်လက်ကတော့ကိုမိသားစုကဆယ်ကျော်သက်အရွယ်လေးတွေဘာလုပ်နေလဲဘာတွေစိတ်ဝင်စားနေလဲဘယ်လိုစိတ်ခံစားမှုတွေဖြစ်နေလဲဘယ်လိုနားလည်မှုမျိုးလိုနေလဲကို့ကိုမပြောချင်ရင်သူတို့မှပြောစရာဆွေးနွေးစရာလူရှိလားသူတို့ကိုသို့မဟုတ်တစုံတစ်ယောက်ကနားလည်မှုလွဲခံနေရလားဘူလီလောက်ခံနေရလားဒါတွေနားလည်ပေးဖို့လိုမယ်ချင်တာပဲအစွန်းရောက်နေတာသတိထားမိရင်လေပြန်လည်ထူထောင်ရေးအချိန်မီလုပ်ဖို့ဌာနတွေ hotline တွေလုပ်ဖို့လိုပေမဲ့ဒါတွေကတော့ကိုယ့်နိုင်ငံအခြေအနေနဲ့အဝေးကြီးမှာပါဒါတွေပြောလို့ပြစ်ဒဏ်လုပ်စရာအကြောင်းမရှိပါဘူးနော်ပြစ်ဒဏ်ခံရမှာပေးကိုပေးရမှာပါအပေါ်ကပြောခဲ့တာတွေကသင်ခန်းစာယူစရာအနေနဲ့ပြောခဲ့တာပါ